မင်္ဂလာပါဒေါက်တာဆဆာအခုလိုမျိုးကျမတို့ VOA ကိုဒီမအားလက်တဲ့ကြားတွေကပေါ့နော်အချိန်ပေးပြီးတော့ interview ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါကျေးဇူးပါဟုတ်ကဲ့ရှင်အဲ့တော့အခုဒီစစ်ကောင်စီကနေပြီးတော့ဒေါက်တာဆဆာကိုဒီနိုင်ငံတော်ပုံကံမှုဆိုတဲ့ဒီဆွဲချက်ပုံမှားကြီးနဲ့ပေါ့နော်ဒေါက်တာဆဆာကိုအခုသူတို့ဆွဲချက်တင်ထားတယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်ဆိုတော့ဒီအခုဒေါက်တာဆဆာဆိုလို့ရှိရင် CRPH ရဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးအနေနဲ့နိုင်ငံတကာမှာပြောဆိုဆောင်ရွက်နေတဲ့အပေါ်မှာသူတို့ရဲ့အခုလိုမျိုးထုတ်ပြန်တဲ့အခုနောက်ပိုင်းပေါ့နော်သူတို့ထုတ်ပြန်လာတဲ့ဟာကဒီပေါ်မှာဒေါက်တာဆဆာအနေနဲ့ဘယ်လိုမြင်ပါလဲရှင်အဲ့လိုကျွန်တော်ကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့တရားဆွဲပြီးတော့အရေးယူပြီးတော့ဒေတာထိပေးဖို့အကြစီရှိတာကတော့ကျွန်တော်တော့တစ်ဖက်ကတော့တကယ်ကိုယူပါတယ်เนาะကျွန်တော်တကယ်ကိုယူပါတယ်ဒါတကယ်ပြောတာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဒီမိုကရေစီအတွက် Federal Democracy အတွက်ကျွန်တော်တို့ဒီလုံနေတဲ့အလုပ်ဟာထီအောင်ပြီးတော့ကျွန်တော်တို့တရားမျှတမှုအတွက်လုံနေတဲ့ဥစ္စာကျွန်တော်တို့ the freedom အတွက်လုံနေတဲ့ဥစ္စာကိုလို့ဒီကျွန်တော်အတက်နဲ့ရေးပြီးတော့လုံနေတဲ့ဥစ္စာဖြစ်နေတဲ့အတွက်ကြောင့်ဒါဟာတော့တစ်ဖက်ကပြောဆိုရင်တော့ကိုယူစရာပေါ့တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းဒါဒီတကယ်နိုင်ငံတော်ကိုနေတိုင်းတစ္ဆာဖောက်နေတဲ့သူကပဲကျွန်တော်တို့လိုနိုင်ငံတော်ကိုကာကွယ်နေတဲ့ပြည်သူလူထုအတွက်ကိုလုံးနေတဲ့သူကိုတရားပြဆွဲတယ်ဆိုတော့တစ်ဖက်ကဆိုရင်တော့ရည်စရာကောင်းတယ်သူတို့ကနည်းနည်းအဆဲတော့မရှိဘူးလို့ထင်တယ်ပြီးတော့လူစိတ်ဓာတ်လည်းသူတို့မှမရှိတော့ဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကပဲဒီနိုင်ငံတော်ကိုတစ္ဆာဖောက်ပြီးတော့နိုင်ငံတော်ကိုကာကွယ်ဖို့ပဲနိုင်ငံတကာမှာဆိုရင်လည်းတမတော်တွေကိုတိဆောက်ကြတယ်လေပြည်သူလူထုကိုကာကွယ်ဖို့ပဲတမတော်ဆိုတာမွေးလာတယ်လေဒါမှမဟုတ်ပဲနဲ့အခုကတမတော်ကပဲပြည်သူလူထုကိုတတ်နေတယ်ဖြတ်နေတယ်နှိမ့်ဆက်နေတယ်ဆိုတာကတော့တကယ်ကဒါနိုင်ငံတော်ကိုတကယ်ပုံကနေတာဒီစီဘူချိုတွေပဲလေဆိုတော့ဒါကတော့ကဘာကလည်းတည်တယ်ဒီ1980စီမှာနော်ကျောင်းသူကျောင်းသားတွေအပြစ်မဲ့ကျောင်းသူကျောင်းသားတွေကိုနော်ရာချီနဲ့တတ်ခတ်တာဘာတူလဲဒီစီဘူချိုတွေပဲမဟုတ်ဘူးလားသူတို့ကပဲနိုင်ငံတော်ကိုပုံကနေသူတို့ကပဲနိုင်ငံတော်ကိုတစ္ဆာဖောက်တယ်မဟုတ်ဘူးလားထုံနည်းတူပဲ1990ခွန်မှာဆိုရင်လေသူတို့ကပဲဒီနိုင်ငံတော်ကိုတစ္ဆာဖောက်တယ်နိုင်ငံတော်ကိုပုံကနေထုံနည်းတူပဲ2009မှာလဲဆွေရောင်ဒေါ်လာရေးမှာပေါ့ဖိုးကြီးတွေကိုနော်ဒီစော်ကားပြီးတော့အဲ့လိုလူမဆာအောင်လုပ်ပြီးတော့လက်ပေါ်မှာတပ်ဖြတ်တာဒါနိုင်ငံတော်ပုံကနေဒါနိုင်ငံတော်ကိုတကယ်သူတို့ကတစ္ဆာဖောက်တာပဲမဟုတ်ဘူးလားပြီးတော့ထုံနည်းတူပဲကျွန်တော်တို့2010ခွန်မှာဆိုရင်လေရိုဟင်ဂျာတွေကိုအစုလိုက်အပြုံလိုက်လူမျိုးတို့တပ်ဖြတ်ခဲ့တဲ့သူတွေကမတူလဲဒီစစ်ဘူချိုတွေပဲလေဆိုတော့တကယ်ပဲနိုင်ငံတော်ကိုပူကာနေတဲ့တကယ်ပဲနိုင်ငံတော်ကိုတစ္ဆာဖောက်နေတာသူတို့ပဲလေဒီနေ့ဆိုရင်လည်းဆက်လက်ပြီးတော့မြန်မာနိုင်ငံအနှံ့မှာနိုင်ငံတော်ကိုပူကာပြီးတော့နိုင်ငံတော်ကိုတစ္ဆာဖောက်နေတာဟာဒီစစ်ဘူချိုတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ဖက်ကဆိုတော့သူတို့ရဲ့ကျွန်တော်ကိုဒီနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့နိုင်ငံတော်ပူကာမှုနဲ့တရားပြဆွဲတာကတော့အောက်ဖို့မဟုတ်ပါဘူးတကယ်တော့ဆိုရင်လည်းတော့တမိုင်းကတက်တယ်ပြပါတယ်တိုင်းဒေသနယ်မြေတွေမှာနိုင်ငံတော်ကိုပူကာပြီးတော့နိုင်ငံတော်ကိုတစ္ဆာဖောက်ပြီးတော့လူမျိုးတို့ကျွန်တော်တိုင်းဒေသတွေကိုတပ်ဖြတ်နေတာနှစ်ပေါက်80ကျော်ရှိပြီနှစ်ပေါက်80ကျော်မှာ crime against humanity ethnic cleansing genocide အကုန်လုံးသူတို့လုပ်ခဲ့ပြီလေဆိုတော့လူဦးနှောင်းနဲ့စစ်စားရလည်းကြောင်းပြကြီးဖြစ်နေတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုကိုယူပါတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းတကယ်တော့နိုင်ငံတော်ကိုပုံကပြီးတော့နိုင်ငံတော်ကိုတစ္ဆာဖောက်နေတာဟာဒီတရားမွေအာဏာသိမ်းစစ်ကောင်စီပဲဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောလိုပါတယ် CRPH ကနေပြီးတော့ဒီတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကိုဒီအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ထားတာကနေပြီးတော့အရင်ပေါ့နော်သူတို့ဒီအရင်ကသတ်မှတ်ထားတဲ့အကြမ်းဖက်အဖွဲ့အစည်းကနေပြီးတော့အခုတော့ဒီအကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘူးဆိုတဲ့ပေါ့နော်ဒီကြေညာချက်ကိုသူတို့ထုတ်ပြန်လိုက်ပါတယ်ဆိုတော့အဲ့ဒါက Federal Army ဖြစ်ပေါ်ရေးဆိုတဲ့အဆင့်ရောက်ဖို့ကိုဘယ်လောက်ထိမျှော်လင့်လို့ရမလဲရှင်နံပါတ်1အနေနဲ့တိုင်းသားတွေကဘယ်တော့မဖက်ပါဘူးဒါကတော့เนาะသိချပါတယ်မိုက်ထောက်လဲတက်တဲ့ထောက်ထားတွေရှိပါတယ်တိုင်းသားတွေကအကြမ်းဖက်နေဆိုတာတော့ဘယ်တော့အခါမှလည်းမဖြစ်ပါဘူးအခုကသူတို့ကတိုက်ခိုက်လာလို့ကိုပြကာကွယ်တာပဲဖြစ်ပါတယ်တိုင်းသားလည်းနဲ့ကြိုင်တွေအလို့ဟာဒီနှစ်ပေါင်း80ကျော်ပေါ့နော်ကိုပြ
ကာကွယ်နေရတဲ့အနေထားပါဒါကြောင့်မလို့ဒီတိုင်းသားလက်နက်ကိုင်တွေကိုအကြဖဲအဖြစ်နဲ့နော်ပြောဆိုတဲ့ထုတ်ပြတဲ့ဥစ္စာတွေအားလုံးကတော့ဒီလက်တဆုပ်စာဘူချိုးတွေပဲဖြစ်ပါတယ်เนาะဒီတမတော်ဘက်ကဘူချိုးတွေပေါ့ဒါလည်းကျွန်တော်ကဒါကတော့သူတို့ကခုနလိုပေါ့เนาะဒီလိုလူမဆန်တဲ့ဥစ္စာတိုင်းသားနယ်မြေတွေကိုတွားပြီးတော့ဖျက်ဆီးတယ်မဒိတ်ကြီးတယ်ညစ်ပန်းတယ်တန်းတယ်ဖြန့်တယ်နှိမ့်ဆက်တယ်ဆိုတာကဒါဒီအလုကမှကာကွယ်နိုင်ဖို့ရအတွက်တိုင်းသားလက်နက်ကိုင်တွေကရှိလာတာပါဒါနံပါတ်1ထုံးနေတူပဲကျွန်တော်တိုင်းသားလက်နက်ကိုင်တွေဆိုတာဟာလဲ freedom fighter ဒီပါတို့ကလေ freedom fighter တွေဖြစ်တယ် defender of the people of Myanmar defender of the people ဖြစ်ပါတယ်သူတို့ကဘာမှဒီအကြဖဲချင်းနဲ့မဆိုင်ပါဘူးဘယ်တော့အခါမှလဲတိုင်းသားလက်နက်ကိုင်တွေကအကြဖဲဖုတယ်ဆိုတာတမိုက်မှာမရှိပါဘူးဘယ်နာမှာလဲအထောက်ထားလဲမရှိပါဘူးဆိုတော့နံပါတ်1အနေနဲ့ကျွန်တော်ကဒီနေ့ CRPH ကနေပြီးတော့တိုင်းသားလက်နက်ကိုင်တွေကိုအကြဖဲတဲ့list ကနေပြီးတော့အခုနလို့เนาะအခု remove လုပ်တယ်ဆိုတာကတော့ကျွန်တော်ကအမှားတရားဖက်ကိုရတည်ပြီးတော့အမှားတရားဟာရှိပြီးသားပါကျွန်တော်ချိန်ညာလို့အမှားတရားရှိတာမဟုတ်ပါဘူးအမှားတရားကတော့တိုင်းသားလက်နက်ကိုင်တွေဘယ်တော့အခါမှအကြဖက်တာမဟုတ်ပါဘူးဆိုတာပါပဲဒါကြောင့်မလို့ဒါကိုပဲဒီနေ့ကတော့အတည်ပြုလိုက်တာဖြစ်ပါတယ်ဒါကိုပဲကဘာတိအောင်မြန်မာပြည်သူလူထုကိုစားကျွန်တော်ကအမှားတရားကိုပြောသွားတာဖြစ်ပါတယ်ဆိုတော့တိုင်းသားလက်နက်ကိုင်တွေဟာလည်းတကယ်လားဆိုတော့နေပေါများစွာဂရဲကနေပြီးတော့ Federal Army ဖြစ်လာဖို့ပေါ့နော် Federal Army ရှိလာပြီးတော့အခုစစ်စားကြည့်လေဘုံချုံအစစ်ဆိုတော့တမတော်ဖက်မှာဗမာပဲဖြစ်ကိုဖြစ်ရမယ်လေဘယ်တော့အခါမှတိုင်းသားတော်ဘုံချုံပြည့်တယ်မရှိဘူးလေရှိရပြောပါကဲဒါကသူတို့ policy ကြီးကဗမာဖြစ်ရမယ်ပြောရတော့ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အမျိုးဘာသာတသနာမဘာသာဒီရဲ့စကလုံးနဲ့ဒီဘုံချုပ်ရဲ့စကလုံးကတမျက်နှာဖြစ်နေတယ်ဆိုတော့ဒီနေ့မြန်မာနိုင်ငံတခြားကိုကြည့်မယ်ဆိုရင်တမတော်လို့နာမည်ကိုသူတို့က hijack ပြပိတ်ဆွဲထားပြီးတော့သူတို့ကြိုက်ရတုတ်တာပဲဖြစ်ပါတယ်သူတို့အတွက်ပေါ့နော်သူတို့အတွက်တုတ်တာဖြစ်ပါတယ်ဆိုတော့ဘယ်တိုင်းသားကဘုံချုပ်ဖြစ်ခဲ့လို့လဲနော်မဖြစ်ခဲ့ဘူးလေဘုံချုပ်မှုချင်းနော်မတယောက်မှတိုင်းသားမရှိသေးဘူးဒီမြန်မာတိုင်းမှာဆိုတော့ Federal Army လို့ပြောတဲ့အခါမှာတာတူညီတူရေးနဲ့ပလောက် agreement ပလောက်ပီလိုငီလာခါကသဘောတူညီချက်ကိုပဲကျွန်တော်တွားထင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တိုင်းသားတွေနေနဲ့လဲတနေ့ကျရင်တော့ကချင်လဲဘူချုံမှုကြီးဖြစ်နာကိုကျွန်တော်မြင်ချင်တယ်တနေ့ကျရင်ကရင်လဲဘူချုံမှုကြီးဖြစ်နာကိုမြင်ချင်တယ်သူအရေးချပြီးဆိုရင်လေချင်းလဲတနေ့ကျရင်တော့ကာချုဖြစ်တာကိုမြင်ချင်တယ်ရခိုင်လဲတနေ့ကျရင်တော့ကာချုဖြစ်တာကိုမြင်ချင်တယ်ဆိုတော့ဖြစ်နိုင်တာကတော့အခုဒီဗမာတမတော်လို့တားမှထားတဲ့ဥစ္စာကတကယ်သားဆိုရင်တော့တိုင်းသားတွေအတွက်မဟုတ်တော့ဘဲနဲ့ဒီလက်တဆုပ်စာတွေအတွက်ပဲသူတို့ချုပ်ကင်ထားပြီးတော့ဖြစ်ပါတယ်ဆိုတော့ Federal Army ဆိုတာဟာဟိုဒုကရက်ကတိုင်းသားတွေစိတ်ထဲမှာအမြဲတမ်းရှိပြီးတော့သူတို့ကဘယ်တော့အခါဘယ်အချိန်မှာဒီ Federal Army ဟာဖြစ်လာမလဲဆိုတာကိုသူတို့ရှောက်မျှော်ရင်းနဲ့အခုဆိုတော့ဖြစ်လာနေပါပြီမကြာခင်လဲဖြစ်လာမှာပါဆိုတော့ကျွန်တော်ဟာတကပိတ်နဲ့အားလုံးတိုင်းသားလည်းနဲ့ကဒီနဲ့လဲဆွေးနွေးပြီးသားဖြစ်ပါတယ်သူတို့ဘက်ကမဟာဗျူဟာနဲ့သူတို့ဘက်ကမဟာဗျူဟာကိုပေါက်လိုက်ယူပဲเนาะဒါမှဘာမှမခက်ပါဘူးဒါကိုပေါင်းပြီးတော့ဒါမဟာဗျူဟာကြီးကြီးထွက်လာမယ်အဲ့ဒါ Federal Army ပဲဖြစ်လာမှာအဲ့လိုပေါ့ဟုတ်ကဲ့အဲ့တော့အင်္ဂါနေ့ကဆိုလို့ရှိရင်ဒီမီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်ကသူတို့အိန္ဒိယလွှတ်တော်စည်းဝေးမှာမီဇိုရမ်ပြည်နယ်တဲကိုဝင်ရောက်ခိုးလုံလာတဲ့ဒီမြန်မာဒုက္ခတွေပေါ့နော်အခုဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဒီဖိနှိပ်မှုတွေကြောင့်အထူးသဖြင့်ဒီစစ်တပ်ရဲ့အမိန့်ကိုလက်မခံတဲ့ဒီရဲဝန်ထမ်းတွေရာနဲ့ချီပြီးတော့ပေါ့နော်သူတို့လက်ခံထားရတယ်ဆိုတာမျိုးပြောသွားတယ်အဲ့ဒီအချိန်မှာဒီအိန္ဒိယအစိုးရရဲ့ယက်တီချက်ပေါ့နော်မြန်မာဒုက္ခတွေတွေကိုပြန်မပို့ရေးနောက်ခိုးလုံလာတဲ့မြန်မာဒုက္ခတွေကိုလက်ခံရေးစတာတွေနဲ့ပတ်သက်ပြီးအိန္ဒိယလွှတ်တော်မှာဒီမီဇိုရမ်အမတ်ကပြောသွားတဲ့ခါကျတော့ဒီအိန္ဒိယအစိုးရအနေနဲ့လက်ရှိဒီမြန်မာနိုင်ငံမှာဆီယနာသိမ်းလိုက်တဲ့အခြေအနေပေါ့ပေါ့နော်သူတို့အိန္ဒိချင်းနိုင်ငံတစ်ခုအနေနဲ့သူတို့ကင်တွယ်တာသူတို့ယက်တီချက်ကိုဘယ်လိုမြင်လဲရှင်ဒါကတော့အိန္ဒိယကမြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ policy ကလည်းတကယ်တော့ဆိုတော့သူတို့ကမြန်မာနိုင်ငံမှာတရုတ်ကိုပဲအဓိကဥတည်ပြီးတော့
counter Chinese ဆိုတဲ့ policy တွေကိုလည်းကျွန်တော်တို့ပြသုံးသပ်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်ဂျပန်တို့အိန္ဒိယတို့အထူးသဖြင့်ပေါ့လေသူတို့မြန်မာနိုင်ငံပေါ်မှာထားရှိတဲ့မူဝါဒတော်များများကတော့ဒီတရုတ်ရဲ့လွှမ်းမိုးမှုကိုဘယ်လိုပြီးတော့အားနည်းစေပြီးတော့အဲ့ဒါမှာအိန္ဒိယနဲ့ဂျပန်တို့လွှမ်းမိုးမှုကိုပိုကြီးမားစေမယ်ဆိုတဲ့ဥစ္စာတွေလည်းအများကြီးပါပြီးသလိုသူတို့အနေနဲ့ကအခုဆိုတော့ဘယ်လိုပြောမလဲဒီအခြေအနေမျိုးမှာသူတို့ကအများကြီးတော့မပြောသေးတာကိုတော့ကျွန်တော်သိပါတယ်ဆိုတော့ဒီ statement တွေကအစားပါကအစားသိပြီးတော့ခိုင်မာသူတို့မှမထွက်သေးတာလည်းရှိပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်မြန်မာစစ်သားကိုလည်းကြည့်မယ်ဆိုရင်အိန္ဒိယစစ်သားမှာလက်နဲ့အများကြီးဝယ်ထားတာကိုကျွန်တော်မမေ့တိဘူးဟိုတနေ့ဟိုတို့ကရင်ငုတိပေါ့เนาะဒီ submarine ဝယ်တာဟာလည်းအိန္ဒိယစစ်သားတွေက second hand ဟိုဝယ်ခိုင်းပြီးတော့အဲ့လိုနဲ့မိအောင်လိုက်တို့ကတော့ဒါကိုဝါချဝနေတာပေါ့ပြည်သူလူထုဘက်ကပိုက်စာကိုခုတ်ပြီးတော့အဲ့ဒီစီလက်နဲ့ကိုဝယ်လိုက်တာပြည်သူလူထုကိုပြသဖို့ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒါတွေအလုပ်ဟာလည်းတခုတော့ကျွန်တော်မျက်စိစစရာတွေဖြစ်လာတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်သူတို့ဟာလည်း bilateral နဲ့လက်မှာထုတ်ထားတာလည်းအများကြီးရှိတယ်လို့ခုနလိုပေါ့ဒီ Kalatam project လို့ခေါ်တဲ့ဒီရခိုင်ပြည်နယ်မှာတရုတ်ဟာလည်းတကယ်တမ်းဆိုတော့အများကြီးစီးပွားရေးလွှမ်းမိုးမှုရှိတယ်လို့အိန္ဒိယဟာလည်းဒါကိုကိုပစ်ဖြစ်နေတဲ့အနေအထားမျိုးမှာသူတို့ကတော့အများသောအားဖြင့်ဒီတရုတ်ပဲဖြစ်ဖြစ်အိန္ဒိယပဲဖြစ်ဖြစ်သူတို့နိုင်ငံရဲ့အကျိုးကိုအရေးဆုံးကြည့်တယ်ဆိုတာကိုလည်းကျွန်တော်မြန်မာပြည်သူပြည်သားလည်းမမေ့သင့်ပါဘူးဒါပေမဲ့နိုင်ငံရေးဖြစ်တယ်လို့ဒါတွေအလို့ကိုလည်းကျွန်တော်ဟာတော့ပြောပြီးတော့ဒါဟာဆွေးနွေးရမှာဖြစ်တယ်ဘာပဲဖြစ်ဖြစ်မီဇိုရမ်ပြည်နယ်လို့ပြောတဲ့အခါမှာချင်းနဲ့မီဇိုတွေကတော့ကျွန်တော်လူမျိုးတူပါပဲခွဲခြားလို့မရပါဘူးကျွန်တော်ဖိုးဖွားတွေအားလုံးကတနေရာကနဲ့စစ်တက်လာတဲ့လူတွေပါစကားလည်းတူပါတယ်ဆိုတော့ကျွန်တော်မီဇိုရမ်ပြည်နယ်လို့ပြောတဲ့အခါမှာမီဇိုရမ်ပြည်နယ်ဝကြီးချုံနဲ့ခုနနဲ့မီဇိုရမ်ပြည်နယ်ကဝကြီးတွေနဲ့လည်းကျွန်တော်တို့နဲ့လည်းခင်ပါတယ်မီဇိုရမ်ဝကြီးချုံနဲ့လည်းကျွန်တော်တွေးရှိပါတယ်သူနဲ့လည်းမကြခင်တို့ကလည်းတွေ့မကြခင်မှာကျွန်တော်မကြခင်လို့ပြောတာလွယ်ခဲ့တဲ့လားနေမှာတွေ့ခဲ့ပါတယ်ဆိုတော့သူတို့ကလည်းတကယ်တော့ဆိုတော့ဒီမြန်မာနိုင်ငံမှာဒီငေတာကိုမြင်ချင်တယ်မြန်မာနိုင်ငံမှာပြပြီးတော့ကောက်လာတာကိုမြင်ချင်တယ်ဒီလိုမြန်မာနိုင်ငံမှာနိုင်ငံရေးအကြအသက်ဖြစ်နေတာဟာတရုတ်လည်းမကြိုက်တယ်လို့အိန္ဒိယလည်းမကြိုက်ပါဘူးဒါကတော့တေချာတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အိန္ဒိယကလည်းလက်ခံနိုင်တဲ့ resolution တရုတ်လည်းလက်ခံနိုင်တဲ့ resolution နဲ့အထူးသဖြင့်မြန်မာပြည်သူပြည်သားတွေအားလုံးလက်ခံနိုင်တဲ့ scenario တစ်ခုကိုပါတီပေးနိုင်တော့အိန္ဒိယတော့ပါလာလိမ့်မယ်လို့ထင်ပါတယ်ဟိုတို့ကလည်းအိန္ဒိယရဲ့ပြည်ထောင်ဝကြီးနဲ့မီဇိုရမ်ပြည်နယ်ရဲ့ဝကြီးချုပ်ကအတူစကားပြောပြီးတော့အဲ့လိုနဲ့မြန်မာပြည်ဖက်နေပြီးတော့ဝီလာတဲ့ကျွန်တော်ပြစ်လာတဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့လူတွေကိုအထူးသဖြင့်ရက်သားတွေပေါ့ပြန်မပို့ဖို့ရအတွက်သူတို့ကလည်းတောက်ဆိုသလိုအိန္ဒိယပေါ်ဟိုဆွေရကလည်းလက်ခပေးတာတွေရှိပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါတွေအားလုံးကတော့bilaterally နဲ့အယူကြီးကိုတိဆောက်ပြီးတော့ကျွန်တော်လည်းဆက်လက်ပြီးတော့မီဇိုရမ်အစိုးရနဲ့ကျွန်တော်တို့ဆက်သွယ်နေပါတယ်ဆက်လက်ပြီးတော့ဆက်သွယ်ရှိပါတယ်ဆိုတော့ဒါတွေအားလုံးတော့ကျွန်တော်တို့ကအများကြီးတော့မဖြစ်ပါဘူးခုလောလောဆယ်ကတော့မီဇိုရမ်ဖက်ကိုဝေလာတာဟာလူဦးရေနဲ့တွဲမယ်ဆိုတော့ထောင်ကနာလောက်ပဲရှိသေးတယ်ဆိုတော့ဒါဟာတစ်ဖက်ကကြည့်မယ်ဆိုတော့မီဇိုရမ်အနေနဲ့တော့၎င်းအိန္ဒိယနိုင်ငံရဲ့နိုင်ငံတော်ပြည်ထောင်စုအစိုးရနဲ့တော့၎င်းဒါတော့အလောက်ထိစိုးရိမ်စရာတော့မရှိသေးဘူးလို့ထင်ပါတယ်